အကွဲနေတဲ့မြေနီပြင်ပေါ်မှာပြားကောင်စားကောင်အမေဟာသူ့ရဲ့3 လသားရွယ်တားငယ်လေးကိုခေါ်ဆောင်ပြီးခက်ခဲကြမ်းတမ်းတဲ့ခရီးတစ်ခုကိုတွားနေပါတယ်။ပူပြင်းတဲ့ရာသီဥတုကြောင့်ဒီနေရာဟာမိဖို့တစ်ခုလိုဖြစ်နေပြီးရေဟာအဖိုးတန်ဆုံးအရာဖြစ်လာပါတယ်။ပြားကောင်စားကောင်တားငယ်လေးကတော့ပင်ပန်းနွမ်းနယ်မှုတွေနဲ့နောက်ကနေရိုင်တိုင်လိုက်ပါလာပါတယ်။အမေဖြစ်သူကတော့ရက်တန်ပြီးသူ့ရဲ့နှာခေါင်းလေးနဲ့တားငယ်လေးကိုအตาရတွန်းပေးလိုက်ပါတယ်။ဒီလိုအပူချိန်မျိုးမှာခြေလန်းတလန်းမားတာကအသက်သေဆုံးတဲ့အထိဖြစ်စေနိုင်ပါတယ်။ရုတ်တရက်ပူပြင်းချောက်သွေးတဲ့လေတွေတိုက်ခတ်လာတဲ့အခါမှာတော့အမေဖြစ်သူကရက်တန်သွားပါတယ်။သူကရေနံ့ကိုရတယ်လို့အနေရကိုလည်းအာယုံခံလိုက်ပါတယ်။တားငယ်လေးကလည်းရေနံ့ကိုရလိုက်တာနဲ့ရေအိုင်ရှိရာဘက်ကိုအမြန်ဆုံးသွားဖို့ကြိုးစားပါတယ်။တားငယ်လေးကရေနှဲငယ်တောက်ဖို့ခေါင်းငုံလိုက်တဲ့အချိန်မှာပဲရေအိုင်ထဲကအရာတစ်ခုလှုပ်ရှားသွားပါတယ်။အလေးချိန်3 တက်လောက်ရှိတဲ့ရေမြင့်ကသူ့ရဲ့ပါးစပ်ကြီးကိုဟာပြီးလမ်းကိုပိတ်ဆို့လိုက်ပါတယ်။ဒီရေမြင့်ကတော့စိတ်မြန်လက်မြန်ရှိပြီးဒီရေအိုင်ကသူ့ရဲ့ပိုင်တဲ့ဖြစ်ကြောင်းနဲ့ဘသူ့ကိုမှမထိခိုင်းဘူးဆိုတာကိုပြသနေပါတယ်။အမေဖြစ်သူကသူ့ရဲ့တားငယ်လေးကိုကြည့်ပြီးဒီတစ်ချိန်မှာတော့ရေမြင့်နဲ့တိုက်ခိုက်ဖို့မစွန့်စားဝန်းတော့ပါဘူး။ဒါကြောင့်တားငယ်လေးကိုကုန်းဘက်ကိုသာပြန်ခေါ်သွားဖို့ကြိုးစားပါတယ်။အမေနဲ့တားနှစ်ကောင်လုံးဟာခြောက်တွေ့နေတဲ့မြစ်ကျန်းပြင်မှာအစာရှာစားဖို့ကြိုးစားပေမဲ့ဘိုက်ဝအောင်မစားနိုင်ပါဘူး။ရာသီဥတုကပိုပြီးပူပြင်းလာတာနဲ့အမျှရေငတ်တဲ့တန်ကြောင့်သူတို့တွေအတော်လေးပင်ပန်းနေပါပြီ။တားငယ်လေးကတော့အသက်မရှိတော့သလိုမြေပြင်ပေါ်မှာလဲလျောင်းနေပါတယ်။သူတို့အတွက်တော့ရေတစ်ဆက်ဟာအသက်ရှင်ခြင်းနဲ့တေခြင်းကိုဆုံးဖြတ်ပေးနိုင်ပါတယ်။အမေဖြစ်သူကရေကိုပိတ်ဆို့ထားတဲ့ရေမြင့်ကိုစိုက်ကြည့်နေပါတယ်။သူသိပါတယ်။သူတို့ဆက်ဆောက်နေမယ်ဆိုရင်နှစ်ယောက်စလုံးတေးလိမ့်မယ်ဆိုတာကိုတားငယ်လေးအတွက်သူတစ်ခုခုလောက်ကန်ရပါတော့မယ်။ရှုံတွေပေးချမ်းနေတဲ့အမေဖြစ်သူကရေမြင့်ကိုတိုက်ရိုက်တိုက်ခိုက်လိုက်ပါတယ်။သူဟာရေမြင့်ရဲ့ခြေထောက်တွေကိုကိုက်လိုက်ကုတ်လိုက်နဲ့အကြမ်းပါတမ်းတိုက်ခိုက်ပါတယ်။ရေမြင့်ကတော့ဒေါသတကြီးနဲ့သူ့ရဲ့ပါးစပ်ကြီးကိုဟာပြီးကိုက်ဖို့ကြိုးစားပေမဲ့အမေဖြစ်သူကတော့လုံးဝမကြောက်ရွံ့ပါဘူး။သူဟာရေမြင့်ရဲ့ပါးစပ်ကြီးကိုတောင်ခုန်ပြကိုက်လိုက်ပါသေးတယ်။အဲ့ဒီနောက်မှာတော့သူတို့နှစ်ဦးဟာရေတိမ်ပိုင်းမှာစတင်တိုက်ခိုက်ပါတော့တယ်။အမေဖြစ်သူဟာရေမြင့်ရဲ့ကြောပေါ်ကိုတက်ပြီးစက်တိုက်တိုက်ခိုက်ပါတယ်။ရေမြင့်ကတော့နာကျင်မှုကြောင့်ခေါင်းကိုခါရမ်းပြီးရေထဲမှာပဲရုန်းကန်နေရပါတယ်။ပြားကောင်စားကောင်အမေကတော့ကော်လိုမျိုးရေမြင့်ရဲ့ဘိုင်းနဲ့နောက်ခြေထောက်တွေကိုအလုံးမပေးပဲကိုက်ခဲထားပါတယ်။ဒီလိုအခြေအနေတွေဖြစ်ပြီးနောက်မှာတော့အလေးချိန်3 တန်ရှိတဲ့ရေမြင့်ကအရှုံးပေးလိုက်ပြီးရေနက်တဲ့နေရာကိုပြန်ဆုတ်ခွာသွားပါတော့တယ်။ကုန်းပေါ်မှာတော့အမေဖြစ်သူဟာဒဏ်ရာတွေနဲ့တွေးထွက်နေပေမဲ့ရေမြင့်ကိုတော့ဆက်ပြီးဟိမ့်ဟောက်နေပါသေးတယ်။အခုဆိုရင်တော့ဘယ်သူမှသူတို့ရဲ့လမ်းကိုပိတ်ဖို့မရဲဝံ့တော့ပါဘူး။အမေဖြစ်သူကတားငယ်လေးရဲ့ခေါင်းကိုရှာနဲ့တန့်စင်ပေးလိုက်ပါတယ်။နောက်ဆုံးတော့သူတို့နှစ်ယောက်ဟာအေးအေးဆေးဆေးရေကိုတောက်နိုင်ခဲ့ပါပြီ။ရေတောက်ပြီးတဲ့နောက်မှာတော့အမေနဲ့တားနှစ်ကောင်ဟာနေဝင်ချိန်မှာမြေနီကုန်းလေးပေါ်မှာအတူတူလဲလျောင်းပြီးတကောင်နဲ့တကောင်ရှုံတွေကိုတန့်စင်ပေးနေကြပါတယ်။